လို့ရှိလို့ခိုင်းမလားကွာငါအလုပ်လို့ရှိ ခုလောလောဆယ်တော့အလုံးမရှိသေးဘူးကိုပြ အလုပ်မရှိလားရှိတဲ့အလုပ်လေးဂျပန်ခိုင်းပါလားကွာအေးမိမအလုပ်မရှိမကြည့်ဘူးလို့ကွာ ဟာခက်တာပဲဗျာနေအောင်အဲ့ဒါဆိုဒီလိုလို့တချို့ဈေးဆိုင်တွေမှာလက်ခေါ်တဲ့ဈေးခွက်ရုပ်ကိုဆိုင်ဝတ်မှာထားတွေ့ဘူးတယ်မဟုတ်လား အေးတွေ့ဘူးလေအထဲမှာတက်ခဲထည့်ထားတာလားမသိဘူးလက်ကလေးကဒီလိုလို့အေးဟုတ်ပြီကျုပ်ဆိုင်ရှိမှလဲကိုတက်ကစောက်ကြောက်လေးထိုင်ပြီးလက်ခေါ်ပေးရမယ်ဗျာအခုလိုမနေ့၈နာရီနဲ့ညနေ9နာရီအထိပေါ့နေ့လည်စာထမင်းစားနားချိန်ကိုတော့တနာရီပေးမယ်အဆင်ပြေလား ဟာပြေတာပေါ့အလုပ်ရပြီးတာပဲ ကဲအဲ့ဒါဆိုလား ဒီလိုလေးလား ဟုတ်တယ်လက်နှစ်ဖက်ကိုထောင်ထားမျက်နှာကိုအစွမ်းကုန်ပြုံထားလက်လျက်ခေါ်လေအေးဟုတ်သမီးဒီနေ့ကခါတိုင်းနေ့ထက်ဈေးရောင်းအားပိုကောင်းနေတယ်နော် ဟုတ်တယ်ဖေဆန်ရှိရလက်ခွနေတဲ့ဦးလေးကြောင့်ရောင်းဖို့ကောင်းမှာဖြစ်နေ အာဟုတ်တာပဲမေ့နေတာကြည့်စမ်း ကဲကိုတည်း9နိုင်ထိုးပြောဒီမှာနှိစကားလေးယူပါလိုက်နော် ဟာကိုတိကိုတိဟာကိုတိ